လုံးပဲမင်္ဂလာညနေခင်းလေးပါရှင်ဒီနေ့ညကျမတို့မြန်မာနိုင်ငံလုံးဆိုင်ရာအသင်းတော်ပေါင်းစုံစုတောင်းရေးရကော်မတီကနေပြီးတော့မှဥဆောင်ကျင်းပတဲ့ညဝတ္ထုကိုးကွယ်ခြင်းလေးကိုကျမတို့အစားပြုကြမှာဖြစ်ပါတယ်ကျမတို့တီးတီးစိတ်နှလုံးကိုပြင်ဆင်တဲ့ဝတ္ထုကိုးကွယ်ခြင်းကိုအစားပြုဖို့ဖြစ်ပါတယ်ပဏာမအကျမ်းကျက်တစ်ချက်ဖတ်ပါမယ်ယေရမိအနာဂတ်ကျမ်းအခန်းကြီး19အငယ်9ထာဝရဘုရားကိုကိုးစားတော်သူထာဝရဘုရားကိုမိမိကိုးစားရအကြောင်းဖြစ်စေတော်သူသည်ကောင်းကြီးမင်္ဂလာကိုခံအပ်တော်သူဖြစ်၏ကျမတို့ခဏလောက်ဆုတောင်းဆက်ကပ်ကြပါစို့အသက်ရှင်၍သားသမီးတို့ကိုအနန္တမေတ္တာဖြင့်ချစ်တော်မူသောဘုရားသခင်ဒီနေ့ညမှာကျမတို့မြန်မာနိုင်ငံလုံးဆိုင်ရာစုတောင်းကော်မတီကနေပြီးတော့မှကြီးမှုကျင်းပတဲ့ညဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ကိုကျမတို့အစားပြုကြမည်ဖြစ်ပါတယ်။ဒီဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ကိုကိုရောဖျားကောင်းချီးပေးတော်မူပါ။ပါဝင်ဆက်ကပ်ကြမဲ့သားသမီးတွေအားလုံးပေါ်မှာလေးကိုရောကောင်းချီးပေးပါ။ဒီနေ့ညပြုလုပ်မဲ့ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ပေါ်မှာကိုရောဖျားဆက်လက်လမ်းပြအုပ်စိုးလျက်ကောင်းချီးပေးတော်မူပါမည်အကြောင်းထိုနည်းတူစွာဤအစီအစဉ်ပေါ်မှာလည်းကိုရောကောင်းချီးပေးပါမည်အကြောင်းသခင်ယေရှု၏နာမ၌ယူသည်စွာဖြင့်ဆုတောင်းလက်ဤဝိပုကိုးကွယ်ခြင်းကိုအစပြုကြပါ၏ဗျာအာမင်